ခရမ်းသီးခွန်စားပင်ကျမ်းမာမှာလားအားလုံးပဲမင်္ဂလာပါရှင် CFB Channel ကနေကြိုဆိုလိုက်ပါကျမတို့ရဲ့ channel ကတော့အခုလိုမျိုးဗဟုသုတရစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါအောင်နော်ခရမ်းသီးကိုကြော်စားနှက်စားရှင်ရည်ဟင်းနဲ့ထက်ချက်စားစသဖြင့်အမျိုးမျိုးစားကြပါတယ်ဒီလိုစားကြရမှာခရမ်းသီးကိုအခွန်နွားပြီးစားကြတာမျိုးရှိသလိုအခွန်မနွားပဲအခွန်ကိုပါထက်ချက်စားကြတာမျိုးလည်းရှိကြပါတယ်ဒီလိုစားတဲ့အခါအခွန်ကိုစားပြီးရင်ဘာတွေဖြစ်နိုင်မလဲခရမ်းသီးခွန်စားပြီးကျန်းမာမှာလားဆိုတာကိုစောင်းမလေးကနေတဆင့်ပြောပြပေးချင်ပါတယ်ခရမ်းသီးခွန်စားလို့ရလားခရမ်းသီးခွန်စားလို့ရလားဆိုတော့အားလုံးလေးသိထားပြီးတဲ့အတိုင်းစားလို့ရပါတယ်ခရမ်းသီးခွန်ကလည်းအာဟာရကျွဲဝသလိုကျန်းမာရေးအတွက်လည်းကောင်းကျိုးများပါတယ်ခရမ်းသီးခွန်မှာအဆီဓာတ်ကစီဓာတ်နဲ့ဆိုဒီယမ်ပါဝင်မှုကင်းပြီးဗီတာမင် A ဗီတာမင် C နဲ့ဗီတာမင် B6 ပိုတက်ဆီယမ်တို့ပါဝင်နေသလိုအခြားသောကျန်းမာရေးကိုအထောက်အကူပြုနိုင်တဲ့အာဟာရများစွာလည်းပါဝင်နေပါတယ်ခရမ်းသီးခွန်စားပြီးကျန်းမာမှာလားခရမ်းသီးခွန်စားပြီးကျန်းမာမှာလားဆိုတော့လူတော်များများကတော့ခရမ်းသီးခွန်နှွားစားကြဖို့ပြောကြပြီးမိတကယ်ကတော့ခရမ်းသီးခွန်ကစားလို့ရသလိုကျန်းမာစေဖို့လည်းထောက်ကူပေးပါတယ်ခရမ်းသီးစားရဲ့အခါအခွန်ကိုပါထည့်သွင်းစားတော့မယ်ဆိုရင်ကိုယ်လေးချိန်ထိန်းပြီးရဲ့ခရမ်းသီးနဲ့ခရမ်းသီးအခွန်မကအမြင့်တက်ကျွဲဝါစွာပါဝင်နေရကြောင်းကိုယ်လေးချိန်ကိုထိန်းညှိပေးပြီးဝိတ်ကြချင်သူတွေစားပေးတဲ့အသည့်တစ်မျိုးပါသွေးတိုးကျစေမယ်ခရမ်းသီးအခွန်မှာပိုတက်ဆီယမ်ပါဝင်နေရကသွေးတိုးကျစေနိုင်သလိုသွေးပေါင်တင်ကိုလည်းအတိုင်းအတာတစ်ခုအထိထိန်းညှိပေးနိုင်ပါတယ်ဝမ်းမှန်စေမယ်အမြင့်တက်ပါဝင်နေရကအစာအိမ်ဥလန်းကြောင်းကျန်းမာစေဖို့နဲ့တန့်စင်စေဖို့လှုပ်ဆောင်ပေးသလိုနေ့စဉ်ဘဝမှာဝမ်းချုပ်ခြင်းကင်းစေမှာပါဒါကြောင့်ဝမ်းချုပ်တတ်သူတွေအနေနဲ့ဝမ်းမှန်စေဖို့ခရမ်းသီးကိုစားပေးလို့ရပါတယ်အစာအိမ်ဥလန်းကြောင်းကျန်းမာစေမယ်အစာအိမ်နေရန်တွေပူနေရန်တွေကျန်းမာစေဖို့နဲ့ပူတွေရဲ့လှုပ်ရှားမှုကောင်းစေဖို့ခရမ်းသီးအခွန်ကိုစားပေးလို့ရပါတယ်ခရမ်းသီးခွန်ကအစာအိမ်ဥလန်းကြောင်းကိုကျန်းမာစေဖို့လှုပ်ဆောင်ပေးနိုင်ပါတယ်သွေးအားနေတာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ်ခရမ်းသီးနဲ့ခရမ်းသီးခွန်မှာကော့ပါးနဲ့တန်တက်ပါဝင်နေရကသွေးအားနေရမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်တန်တက်အားနေမှုကြောင့်သွေးအားနေပြီးခြေကုံလက်ပန်းကျတာကိုတက်တာစေဖို့ခရမ်းသီးခွန်ကိုစားပေးလို့ရပါတယ်အယိုးတွေတန်မာစေတယ်ကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်ပါဝင်နေမှုကအယိုးတွေကိုတန်မာစေပြီးအသက်အရွယ်ကြောင့်အယိုးသိပ်သီးစကျဆင်းလာတာကိုတက်တာစေနိုင်ပါတယ်ကင်ဆာဖြစ်နိုင်ခြေကိုချော့ချပေးတယ်ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေမှုကနေ့စဉ်ထိတွေ့နေရတဲ့ညဉ့်ညမ်းတဲ့အရာတွေနဲ့ဓာတ်တိုးပစ္စည်းတွေကြောင့်ကင်ဆာဖြစ်နိုင်ခြေကိုချော့ချပေးနိုင်ပါတယ်သွေးတွင်းအဆီကျစေတယ်အမြင့်တက်ကြွယ်ဝမှုကသွေးတွင်းအဆီကျစေနိုင်ပြီးသွေးကြောတွေထဲမှာသွေးစီးဆင်းမှုကောင်းစေသလိုနှလုံးသွေးလည်ပတ်မှုကောင်းစေပါတယ်နှလုံးစီသွေးစီးဆင်းရောက်ရှိမှုကောင်းစေတာကနှလုံးကျန်းမာစေဖို့လည်းထောက်ကူပေးနိုင်ပါတယ်ခရမ်းသီးခွန်နဲ့ပတ်သက်ပြီးသတိထားရမယ့်အချက်လေးတွေလည်းရှိပါတယ်ခရမ်းသီးခွန်ကကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့အရန်ရှင်းနေရင်မစားပါနဲ့နောက်ပြီးမစားခင်မှာရေလေးကိုစားထည့်ပြီးစားရည်လေးနဲ့တေချာတန့်စင်အောင်စီကြောပေးပါကျန်းမာရေးကောင်းကျိုးရှိရဲဆိုပေမဲ့တန်စီလွန်ပြီးဆိုတဲ့စကားအတိုင်းအလွန်အကျွံမစားမိဖို့တော့လိုပါမယ်ပရိသတ်များရှင်ကျမတို့ရဲ့ channel ကတော့အခုလိုမျိုးဗဟုသုတရစရာအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်